ဒါနဲ့ပတ်သက်ပြီးတော့ဘုရားမြတ်စွာရဲ့အဆုံးအမကိုမှတ်သားကြဖို့နာယူကြဖို့ဘုရားရဲ့အဆုံးအမတွေထဲမှာဤဘဝအကျိုးရှိဖို့နဲ့နောက်ဘဝအကျိုးရှိဖို့နှစ်ဘဝလုံးအတွက်အကျိုးရှိရနောက်ဆုံးမှာနိဗ္ဗာန်ထိကောင်းကျိုးချမ်းသာတွေရနိုင်တဲ့လမ်းညွှန်ချက်တွေအဆုံးအမချက်တွေနဲ့ပြည့်နေပြီးတော့နေဘုရားဘာသာဝင်သူတော်စင်တွေဟာဘုရားမြတ်စွာရဲ့သာသနာပွင့်လင်းရာအခါမှာဘုရားနဲ့ဆုံစည်းရခြင်းဓမ္မနဲ့ဆုံစည်းရခြင်းသံဃာနဲ့ဆုံစည်းရခြင်းဆိုတာအင်တမအကျိုးကြီးမားတဲ့ဆုံစည်းမှုတွေပဲဖြစ်တယ်